ပညာနဲ့ပြည့်စုံသူအာယုဝနာစေညွန်စာကိုအသေးချပင်ဖတ်ရှုသူစလုံးစေဘေးပါရမင်ထက်စိတ်ကိုတည်ငြိမ်အတိတ်ထောင်လျက်ကာနာနာဖတ်ခဲ့သည်ရှိုးဝချက်များသိမြင်သည်ရှိုးဝချက်များသိမြင်သည်နည်းနည်းလာသောပညာရဲ့များရှေးဟောင်းစာစုစေညွန်လွာအသက်ရှိစေကြောင်းနီလန်းကောင်းအမှန်တကယ်ပင်ဖတ်ရှုခဲ့စလုံးစေဘေးပါရမင်ထက်စိတ်ကိုတည်ငြိမ်အတိတ်ထောင်လျက်ကာနာနာဖတ်ခဲ့သည်ရှိုးဝချက်များသိမြင်သည်ရှိုးဝချက်များသိမြင်သည်စလုံးစေဘေးပါရမင်ထက်စိတ်ကိုတည်ငြိမ်အတိတ်ထောင်လျက်ကာနာနာဖတ်ခဲ့သည်ရှိုးဝချက်များသိမြင်သည်ရှိုးဝချက်များသိမြင်သည်ပါရရိပ်မှာငိမ်သက်စွာပညာပါဟုတာရှာဖွေရာ